အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာမဂျူလီယာမြင့်တင်ရဲ့ဖြည့်ရန်ကျန်သောစက်ထုံများစောက်လေးအကြောင်းကိုပြပြချင်ပါတယ်ပန်းဆက်လန်စာပေကနေထုတ်ဝေတဲ့စောက်လေးဖြစ်ပါတယ်ဒီစောက်လေးကတော့တက်ခွဲကန်တစ်ခုမှကိုတိဖြည့်ရများအကြောင်းကိုရေးသားထားတာဖြစ်ပါတယ်ဒီစောက်လေးဖတ်ပြီးတဲ့နောက်မှာစိတ်ထဲမှာအရင်ကိုဒီကကတာရတယ်အထူးသဖြင့်မခင်သစ္စာအောင်နဲ့လွန်သစ္စာအောင်ဆိုတဲ့ညီမနှစ်ယောက်အကြောင်းဖြစ်ပါတယ်မခင်သစ္စာအောင်တော့အထူးသဖြင့်ရန်ကိုတနာမိတယ်လွန်သစ္စာအောင်ကတော့စာနာတတ်တယ်ခွင့်လွှတ်တတ်တယ်ပေါ့နော်ဒီဇက်လန်လေးကိုဖတ်ပြီးတဲ့နောက်မှာမကောင်းမှုကိုလုပ်လို့ရှိရင်မကောင်းကျိုးကိုမရှောင်လွှဲနိုင်ဘူးဆိုတာကိုဒီဇက်လန်လေးထဲမှာထင်ရှားစွာပြသထားတယ်။တစ်ဖက်မှာလည်းကောင်းတာလုပ်ရင်ကောင်းကျိုးပြန်ရတတ်တယ်ဆိုတာကိုသတိပေးထားတယ်။ဥမာအမြင်ငရဲမှာအပဆိုတဲ့သဘောတရားကိုအထူးသတိရမိစေတယ်။ဒီစောက်လေးကိုရုပ်ရှင်ဖြစ်လည်းပြန်လည်ရိုက်ကူထားတယ်။လေးဖြာခွဲခြင်းဆိုတဲ့နာမည်နဲ့ရုပ်ရှင်ဇက်လန်လေးပြန်လည်ရိုက်ကူထားတယ်။အလင်းရောင်ခင်ဝေးဝါရဲရင်တော်ဖုံးတီကျော်မိတုခိုင်တို့ပေါင်းပြုတ်ဆောင်လာတယ်။ပြုတ်ဆောင်နေတဲ့အမူအရာတွေကြောင့်ဒီစောက်မှာပါဝင်တဲ့ဇက်ကောင်တွေကလည်းပိုရုပ်လုံးကြွလာပြီးတော့ကိုရောဒီဇက်လန်လေးကကိုကြည့်ကောင်းမယ်လို့ထင်ပါတယ်ဒီစာအုပ်လေးကိုဖတ်ချင်အဖြစ်ကိုဘွားကိုလိုရက်ကိုလည်းပြန်ပြီးတော့သုံးသပ်မိစေတယ်အတိတ်ပဲရှိပြီးတော့စက်လို့ရှာဝယ်ကောင်းတဲ့ဇက်လန်လေးကိုနှစ်သက်တယ်ဆိုရင်ဒီစာအုပ်လေးကိုဖတ်ပြအောင်ဖတ်ဖို့ကြိုက်လို့ချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်